အားလုံးပဲမင်္ဂလာပါဆလာမအလိုင်ကွမ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်တဲ့သူမောင်မျိုးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ tag sharing by မျိုးကနေပြီးတော့ကြိုးဆိုလိုက်ပါတယ်ဒီ channel လေးဒီနေ့အတွက်ကျွန်တော်ရွေးထားတဲ့ခေါင်းစဉ်တွေကတော့ program ဆိုတာဘာလဲဆိုပြီးတော့ဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေ program ဆိုတဲ့အရာဘာလဲဆိုပြီးတော့ဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောမှာပဲဖြစ်ပါတယ်အဲ့ဒီ program နဲ့ပတ်သက်ပြီးတော့အကြောင်းကအနည်းငယ်လေးကိုကျွန်တော်အရင်တစ်ပတ်ကဗီဒီယိုထဲမှာနည်းနည်းပြောခဲ့တယ်ပေါ့လေအဲ့ဒီ program ဆိုတဲ့အရာပေါ့ကျွန်တော်တို့ကွန်ပျူတာတွေနဲ့ user တွေနဲ့ communication ပေါ့လေဆက်သွယ်ရေးလုပ်တယ်ဆက်သွယ်ရေးလုပ်တဲ့နေရာမှာဂျားခံအနေနဲ့ဆောင်ရွက်ပြီးတဲ့ဒီ program စနစ်တစ်ခုလို့ပဲပြောရမှာပေါ့လေစနစ်တစ်ခုလို့ပဲအဲ့ဒီဘယ်လိုဆက်သွယ်ရေးဂျားခံလဲဆိုတော့ဒီကျွန်တော်တို့ကဥပမာအဖြစ်ဒီပေါ့ဓာတ်ပုံဖိုင်တစ်ခုကိုဖွင့်ချင်တယ်ပဲထားပါတော့ဓာတ်ပုံဖိုင်တစ်ခုဖွင့်ချင်တယ် game တစ်ခုဆော့ချင်တယ်ဆိုပါစို့ဥပမာအဖြစ်အရင်ဆုံးဓာတ်ပုံဖွင့်လိုက်မယ်ပေါ့ဓာတ်ပုံကြည့်ချင်လို့ဓာတ်ပုံကိုနှိပ်လိုက်မယ်ဒီဓာတ်ပုံနှိပ်လိုက်မယ်ဒီ game ကိုဆော့ချင်လို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်တကယ်ချင်းတော့အားလုံးသတိထားလိုက်မိလိုက်မယ်ပေါ့လေ game นี่မှာဆိုရင် loading ဆိုပြီးတော့ဆွဲနေတယ်အဲ့ဒီ loading ဆိုတဲ့ဒီပေါ့ screen ပေါ်မှာအဲ့ဒီ screen ပေါ်မှာဖြစ်ပြနေတဲ့ screen ပေါ်မှာပြထားတဲ့ဥစ္စာရဲ့အနောက်ကွယ်ကအဖြစ်ပြတော့ဘယ်လိုဖြစ်ပြသွားလဲဆိုတော့ဒီပေါ့လေကျွန်တော်တို့ခိုင်းလိုက်တဲ့ခိုင်းစေချက်တွေပေါ့လေအခုနောက်လိုမျိုးကျွန်တော်တို့ဖုန်းဆိုတာလေကွန်ပျူတာတစ်ခုဖြစ်လဲဆိုတော့ကျွန်တော်ပြောခဲ့ပြီးပေါ့ဟိုပါမြေ mobile legend game တို့ပါလို့မှဆိုလို့ရှိရင် mobile legend game ဆိုတာ online game တွေပေါ့လေ online game တွေခဏထားလိုက်ပေါ့ offline game တွေပဲထားပါတော့ offline game တစ် game ကိုကျွန်တော်တို့ဝင်နေပြထားပါတော့အဲ့မှာ loading ဆွဲတာမျိုးနည်းနည်းလေး game ထဲမှာဝင်ခင်နည်းနည်းစောက်ရတာလို့ပေါ့လေဒီပေါ့အဲ့ဒီမျိုးဖြစ်ပြဒီအဖြစ်ပြတွေကဘာကြောင့်ဖြစ်ရလဲဆိုတော့ကျွန်တော်တို့ user တွေပေါ့လေအသုံးပြုတဲ့သူတွေကဒီဒါတွေကိုဒီ file တွေကိုဖွင့်ချင်တယ်ဆိုတော့အမိတ်ဘေးခိုင်းစေချက်ကိုဒီ program game ဆိုတာလေ program ပဲပေါ့လေ program အဲ့ဒီ program ကြီးကိုကျွန်တော်တို့ကခိုင်းလိုက်တော့အဲ့ဒီ program နေသစင်ဖုန်းကိုထပ်ခိုင်းတယ်ပေါ့လေဖုန်းကိုထပ်ခိုင်းတယ်ဘယ်လိုထပ်ခိုင်းလဲဆိုတော့ဖုန်းရဲ့ CPU ပေါ့ဖုန်းတို့ကွန်ပျူတာတို့ရဲ့ CPU အုံနောက်ကိုထပ်ခိုင်းတယ်ထပ်ခိုင်းတော့အဲ့ဒီအုံနောက်ကနေပြီးတော့ဒီထပ်ခိုင်းတယ်ဒီနေရာမှာခိုင်းတယ်ဆိုတဲ့သဘောကဘာလဲဆိုတော့အချက်လက်တွေပို့တာပါအချက်လက်တွေပို့တယ်ကျွန်တော်တို့ကဒီ game ကိုဖွင့်ချင်တယ်ဆိုတဲ့အချက်လက်ကို program ကိုပို့တယ် program နေသစင်ဒီကွန်ပျူတာနားလဲတဲ့ဘာသာစကားပေါ့လေကျွန်တော်0နဲ့ကွန်ပျူတာနားလဲတဲ့ဘာသာစကား0နဲ့1ဆိုတာကျွန်တော်အရင်ဗီဒီယိုမှာအရင်တစ်ပတ်ဗီဒီယိုမှာပြောခဲ့ပါတယ်တကယ်ချင်းတော့မနားထောင်အောင်လို့ဆိုအသေးစိတ်တွေ့ကြည့်လို့ရပါတယ်အဲ့ဒီကွန်ပျူတာနားလဲတဲ့ဘာသာစကားကိုအဲ့ဒီခိုင်းစေချက်ကိုပို့တယ်အဲ့ဒီ CPU ကနေပြီးတော့တကယ်ချင်းတော့ဒီပေါ့လေသူတို့အဲ့ဒီအမိတ်ဘေးခိုင်းစေချက်ကိုပေါ့တနည်းအားဖြင့်အချက်လက်ပေါ့အဲ့ဒီအချက်လက်ကိုသူကအုံနောက်ဆိုတော့တွက်ချက်တယ်တွက်ချက်ပြီးတော့ဒီရလက်အမှန်ကိုသူတို့ကထုတ်ပေးတယ်ပေါ့လေဒီထုတ်ပေးတယ်ဘယ်ကိုထုတ်ပေးလဲဆိုတော့ program နေသစင်ပေါ့လေ program ကိုအရင်ဆုံးထုတ်ပေးတယ်program နေသစင်ကျွန်တော်တို့ user တွေအသုံးပြုတဲ့လူတွေကိုရှေ့ကိုရောက်လာတာပေါ့လေဥပမာအဖြစ်ကျွန်တော်တကယ်ချင်းတို့ရှင်းအောင်ပြောပြမယ်ဆိုလို့ရှိရင်အခုနပြောလိုမျိုးပဲ game နဲ့ဥပမာပေးလို့မျိုးပဲ game ကိုဖွင့်လိုက်တယ်ဆိုတော့အဲ့ဒီ game ဖွင့်လိုက်တယ်ဆိုတော့ခိုင်းစေချက်ကို program နေပြီးတော့ဒီကွန်ပျူတာ program ဆိုတဲ့ဒီပေါ့တနည်းအားဖြင့်ပြောရင် software ပေါ့ဗျာ software ဆိုတာကျွန်တော်တို့ ਨੇ အဲ့ဒီ software ဆိုတဲ့အသုံးအနှုန်းကပိုရင်းနှီးဆိုတော့ software နဲ့ပဲရှင်းပြလိုက်မယ်နော်အဲ့ဒီ software ကနေပြီးတော့ဒီ hardware ဖြစ်တဲ့ဒီကွန်ပျူတာထဲကို hardware နားလဲတဲ့ဘာသာစကား0 1အနေနဲ့ဒီ user ကတော့ဒီ data ကိုလိုချင်နေပြီဆိုပြီးတော့ပို့လိုက်တော့ CPU ကနေပြီးတော့ကျွန်တော်တို့
ဒီ CPU ပေါ့လေကျွန်တော် CPU ကွန်ပျူတာရဲ့အုံနောက်ပေါ့အုံနောက်ကနေပြီးတော့ဒီ program ကိုပြန်ပြီးတော့သူရောမင်းလို့ချင်တဲ့ရလက်ကသူတို့ဒီပေါ့ user တွေလိုချင်တဲ့ရလက်ကဒီမှာဆိုပြီးတော့ program ပို့တယ် program ပို့လိုက်တဲ့အချိန်မှာကျွန်တော်နောက်ဆုံးမှာကျွန်တော်တို့ game ကိုဖွင့်လို့ရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးဒီပေါ့ကျွန်တော်ပြောတာနည်းနည်းရှုံးနေနေနည်းနည်းလေးတော့ရှုံးနေမယ်လို့တော့နည်းနည်းလေးထင်တယ်ပေါ့လေဒီနောက်ပိုင်းကျရင်တဖြည်းဖြည်းနဲ့နားလည်သွားမှာပါကျွန်တော်ရှင်းပြဝေသွားမှာပါနောက်ပိုင်းကျရင်အဲ့လိုမျိုးအဖြစ်အပျက်လေးကိုခေါ်တာပဲဖြစ်ပါတယ်တကယ်ကျွန်တော်ဒါကြောင့်မလို့တနည်းအားဖြင့် program ဆိုတာဒီပေါ့ကျွန်တော်တို့ user တွေနဲ့ hardware ဖြစ်တဲ့ hardware အကျန်းခံပစ္စည်းဖြစ်တဲ့ဒီ computer ပေါ့လေ computer နဲ့ကြားထဲကဆက်သွယ်ရေးကြားခံပေါ့လေကျွန်တော်တို့ hardware မရှိဘဲနဲ့ software က run လို့မရလို့တနည်းအားဖြင့်ပြောရင် computer မရှိဘဲနဲ့ program run လို့မရတယ်လို့မျိုး program မရှိဘဲနဲ့လည်း computer က run လို့မရဘူးပေါ့လေဒီပေါ့အဲ့လို run ဖို့လည်းကျွန်တော်တို့ရဲ့ user တွေရဲ့ဒီအမိတ်ဘေးခိုင်းစေချက်တွေဆိုတာကိုသူတို့မှာထည့်ရအမိတ်ဘေးခိုင်းစေချက်တွေကျွန်တော်တို့ကခိုင်းရတယ်ဒီကျွန်တော်တို့ program တွေကိုအခုခေတ်ဒီပေါ့လေဥပမာတစ်ခုကောင်းနေတယ်ပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူအများစုရဲ့လက်ထက်မှာဖုန်းတွေရှိကြတယ်ပေါ့လေဖုန်းတွေမှာ Android ဖုန်းရှိမယ် Apple ဖုန်းတွေရှိမယ်ပြီးသွားလို့ရှိရင် laptop တို့ PC တို့ဘာလို့ညာလို့မှာပေါ့လေဒီအများဆုံးသုံးကြတာက Windows တို့ဒီပေါ့ Apple ကထုတ်ထားတဲ့ဒီ Mac OS တို့အဲ့ဒါကြီးရှိမယ်ပေါ့လေအဲ့ဒီပေါ့လေ desktop ဆိုတဲ့ desktop ပေါ့ desktop computer တို့ဒီ desktop PC တို့ဘာလို့ညာလို့ပေါ့လေအားလုံးမှာဖုန်းတို့အဲ့ဒီ desktop computer တို့ PC တို့အားလုံးက computer တွေတနည်းအားဖြင့်ပြော hardware တွေပေါ့အဲ့ဒီအပေါ်တွေမှာ run နေတဲ့ဒီ Apple ကထုတ်ထားရဲဆိုရင် Apple ရဲ့ operating system ဆိုတာရှိတယ်ပေါ့လေ operating system ဆိုတာရှိတယ်ကျွန်တော်တို့ operating system ဆိုတာအဲ့ဒီ operating system တွေပြီးသွားလို့ရှိရင် Android ဆိုရင်လည်း Android ဖုန်းဆိုရင်လည်း Android ဖုန်းတွေဆိုရင် Android ရဲ့ operating system တွေပြီးသွားလို့ရှိရင်ဒီပေါ့ laptop တို့ PC တို့ဆိုလို့ရှိရင်လည်းဒီပေါ့ဒီ Windows တို့ဒီ Windows ဆိုရင်လည်းပေါ့လေ Microsoft ထုတ်ထားတဲ့ Windows ဆိုရင်လည်းဒီ Windows operating system တွေရှိမယ်ပြီးသွားလို့ရှိရင် Apple ဆိုရင်လည်းဒီ Apple operating system တွေရှိမှာပေါ့လေအဲ့ဒီ operating system တွေဆိုတာတနည်းအားဖြင့် program တွေပေါ့ program တွေမှာကျွန်တော်တို့ကဓာတ်ပုံတွေဖွင့်မယ်ဒီပေါ့ game တွေဆော့မယ်ဆိုတာအဲ့ဒါတွေလုပ်ဖို့ဆိုရင် game တွေဖွင့်တာတို့ဒီ game ဆော့ဖို့အတွက် game ကိုဆော့တဲ့ခလုတ်တွေနှိပ်တာတို့ဒီစသဖြင့်အားလုံးကဒါကျွန်တော်တို့ရဲ့ခိုင်းစေချက်တွေပေါ့လေဒါ program ကိုခိုင်းလိုက်တာပဲ program တွေကိုခိုင်းလိုက်တယ်အဲ့ဒီ program ကနေတစ်စင်းဒီ CPU ပေါ့လေကျွန်တော် CPU အကြောင်းပဲပြောနေလို့ပါ CPU တွေအကြောင်းပဲပြောနေလို့ CPU ပဲသုံးနေလို့ဖြစ်နေပါလေ GPU ဆိုတာရှိပါသေးတယ် GPU ဆိုတာ CPU ကျွန်တော်တို့ခိုင်းစေချက်တွေကို CPU ကိုပို့တာမှန်ပေမဲ့အဲ့ဒီ CPU ကကြတော့ဒီကျွန်တော်တို့ရဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုဒီဓာတ်ပုံတွေဗီဒီယိုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုလောက်ကိုသူတို့ကရလက်အမှန်ကိုဒီပေါ့ထုတ်ပေးဖို့အတွက်သူတို့ကနည်းနည်းနှောင့်နှေးတာလို့ဘာလို့ဖြစ်တယ် CPU ကကြတော့ CPU ကစာသားလောက်တို့ဓာတ်ပုံဆိုရင်ဒီနည်းနည်း quality အနှိပ်ပိုင်းဓာတ်ပုံလောက်လို့ပဲသူတို့က CPU ကကောင်းထုတ်လို့ရတယ်ဗောလေဒီကျွန်တော်တို့ GPU ဆိုတာရှိသေးတယ်ဗောလေ GPU ဆိုအရှိကောင်းတော့ graphical processing unit ဗောလေအဲ့ဒီ GPU ကကြတော့ဒီဓာတ်ပုံတို့ game တွေဆိုရင် game တို့ဘာလို့ဆိုရင် graphic ကောင်းနဲ့သူတို့က result ကိုပြန်ထုတ်ပေးတယ်အဲ့ဒီ GPU ဆိုတာဥပမာပြဓာတ်ပုံမှာကျွန်တော်ဓာတ်ပုံတစ်ပုံရိုက်လိုက်တယ်ကောင်းကင်ပုံရိုက်လိုက်တယ်ဆိုတော့ကောင်းကင်အပြာရောင်ပေါ့လေအဲ့ဒီအပြာရောင်ကိုကျွန်တော်တို့ကဒီရိုက်လိုက်တယ်ပေါ့လေ
ဒီအပြဓာတ်ပုံကိုကျွန်တော်တို့ကြည့်တဲ့အခါမှာပေါ့လေဒီ result အနေနဲ့ဒီပေါ့ဓာတ်ပုံရိုက်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီကွန်ပျူတာရဲ့ storage မှာတက်သိမ်းထားတယ်ပေါ့လေတက်သိမ်းလိုက်တဲ့အချိန်မှာဒီပေါ့ဒီ graphic နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဓာတ်ပုံတို့ဗီဒီယိုတို့ဒီကာတွန်းပုံတို့ဒီရလက်တွေကိုကြတော့ဒီ GPU ကွန်ပျူတာရဲ့ GPU graphic card ထဲမှာရှိတဲ့ GPU ပေါ့အရှိက graphical processing unit ပေါ့လေအဲ့ဒီ graphical processing unit ကနေပြီးတော့ဒီထုတ်ပေးပါတယ်ကဲအားလုံးပဲကျွန်တော်တို့ဒီနေ့မှာတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အစ္စလာမုအလိုင်ကွမ်ဂျဇာကလ္လာဟ်ခိုင်ရာကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ထပ်ပြီးတော့နောက်ထပ်ခေါင်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒီကွန်ပျူတာ basic နဲ့ပတ်သက်တဲ့ခေါင်းစဉ်တွေပေါ့လေ memory အပိုင်းတို့ဘာလို့ထပ်သွားပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်အစ္စလာမုအလိုင်ကွမ်